ပြောရတယ်အဲ့ဒါကျွန်တော်ဒီမှာ test box ကြောင်းတစ်ခါပြောလို့ရတယ်ဒီမှာကျွန်တော်ဒီမှာအောက်မှာကျွန်တော်ကလိုချင်အားစာရိုက်ထည့်ရေးထားတယ်ကျွန်တော်ဒီမှာစာရိုက်ထည့်ရေး sample ပေးတယ်မှာလေစာရိုက်ထည့်ရေးထားတယ်အဲ့မျိုးလူရေးခြင်းအခါကျအပေါ်ရေးထည့်ရေးခြင်းအခါကျဘယ်လိုလုပ်လို့ရလဲဆိုကျွန်တော်ဒီမှာ insert ထဲမှာရှိရယ် insert ထဲမှာလည်းသူကပါတယ် insert ထဲမှာ insert ထဲဆို shape ကိုသွားနေရမယ်เนาะကိစ္စမရှိဘူးရတယ်အဲ့ဒါကျွန်တော်ဒီ format button တွေကိုကြည့်လိုက် format button ထဲမှာ format ဆိုရဲမှာလည်းဟိုမှာ text box သွားပါတယ်အဲ့တော့ကျွန်တော်လိုချင်နေဆိုရင်အဲ့ text box လေးကိုခေါ်ပြီးတော့ဒီ text box လေးကိုတစ်ချက်နှိပ်လိုက်ကိုလိုရင်းနေရာမှာသွားဆွဲလိုက်ကျွန်တော်ဒီနေရာမှာစာရေးထည့်ခြင်းနေရာမှာဆွဲလိုက်အဲ့ text box လေးတစ်ခုပေါ်လာပြီပြီးရင်ကျွန်တော်စာရေးလို့ရပါတယ်ကျွန်တော်ကရေးချင်တဲ့ date to trainer လို့အဲ့မှာရေးလို့ရတယ်text box ခေါ်လို့ရအဲ့ဒါကျွန်တော်အဲ့ကမပြအောင် okay အဲ့ကမပြအောင်အဲ့ဒါဒီကပြမယ် insert ထဲမှာလည်း text box ပါတယ်မပါဘူးဟုတ် insert ထဲရဲ့ shape တွေတော့သွားလိုက် insert ထဲမှာ shape တွေရှိရဲ့ insert button ထဲမှာလေ insert ထဲမှာ shape တွေရှိရဲ့အဲ့ shape တွေရဲ့အပေါ်ဆုံးကဒီဟာလေးက text box ပဲတော့နည်းနည်းလေးသိရင်ရတယ် shape တွေနဲ့ရောနေတာတွေ့လားမသိဘူးတွေ့ရဲ့အဲ့ဒါ text box လေးကိုကျွန်တော်တစ်ချက်နေလိုက်မယ်ပြီးရင်ကိုလိုရင်းနေရာမှာသွားဆွဲလိုက်ပါဦးဟုတ်တယ်ပြီးရင်ကိုလိုရင်းနေရာမှာသွားဆွဲလိုက်အခုကကျွန်တော်ရေးခဲ့သလိုပဲအဲ့မှာ trainerဆိုပြီးရေးလိုက်မယ်ဒါမှမဟုတ်ကိုလိုချင်စာအဲ့မှာရေးချင်တယ်ဒါမှမဟုတ်ကျွန်တော် date ဆိုပြီးရေးချင်တယ်အော်ကျွန်တော်နောက်တစ်ခုဆက်သွားအောင်ဒီအားကြောင့်ကျွန်တော်က text တွေ shape တွေရဲ့ format ကိုပဲကျွန်တော်ပြောခဲ့ရနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဓာတ်ပုံပေါ်သွားကြည့်လိုက်ဓာတ်ပုံပေါ်ကချလိုက်တဲ့အခါကျ format tab လေးတစ်ခုပေါ်လာတယ်ဓာတ်ပုံပေါ်ကချလိုက်တဲ့အခါကျပုံပေါ် format tab လေးတစ်ခုပေါ်လာတယ်တွေ့ရနော်အဲ့ format tab တွေကိုသုံးဝင်ကြည့်လိုက်ခုနကဟာနဲ့ကျွန်တော်မတူတော့အဲ့ format tab ကိုသုံးဝင်ကြည့်လိုက်ခုနကကျွန်တော်တို့text တွေနဲ့ shape တွေမှာသုံးနေတဲ့ format နဲ့မတူတော့ဟုတ်လားမတူတော့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဓာတ်ပုံမှာကာလာချလိုက်တဲ့အခါကျဓာတ်ပုံသုံးဝင်မယ် format ကပြောင်းသွားပြီအဲ့တော့ကျွန်တော်ဒီမှာပြင်ဆုံးဘာမြင်ရမလဲဆိုတော့လေ background remove ဆိုပြီးတော့ဟိုဘက်ကကျွန်တော်စိုက်ကြည့်လိုက်ဟိုဘက်ထိပ်ကစိုက်ကြည့်ဘာမြင်ရမလဲဆိုတော့ background remove ဆိုပြီးတော့ sorry background remove ဆိုပြီးတော့ remove background ဆိုပြီးမြင်ရတယ်ဟုတ်တယ်နော်သူကဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော် background တွေဓာတ်ပုံရိုက်ရတယ်နောက်က shooting ခံထားတယ်ဟောလူတစ်ယောက်ကိုပဲဆွဲထုတ်ခြင်းတယ် Photoshop နဲ့နည်းနည်းလေးဆင်တာပေါ့နော် Photoshop မှာတော့နည်းနည်းလေးအသေးသေးဆင်တယ်ဒီမှာဆိုတော့အဲ့လောက်အသေးသေးမဆင်ပေမဲ့တုံးလို့ရတယ်ပေါ့အဲ့အမျိုးနေရာကျန်တုံးလို့ရတယ်အဲ့တော့ကျွန်တော် background ကိုပထမဟာဘာလို့လဲ background ကို remove လုပ်တာဘယ်ပုံလေးနဲ့အဆင်ပြေပို့ပြေလဲဆိုအဲ့တော့ကျွန်တော်ဒီဟာလေးကိုရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်က format လေးကိုပြန်သွားလိုက်မယ် sorry အဲ့တော့ကျွန်တော် format လေးကိုပြန်သွားမယ်ပထမမြင်ရတာ remove background ဆိုပြီးတော့နော်အဲ့တော့ကျွန်တော်ကဒီဟာလေးကိုလူပုံစံလေးကိုလူလို့တတ်မှတ်လိုက်မယ်နောက်ကဟာကိုကျွန်တော် background ကိုတတ်မှတ်လိုက်မယ်တကယ်တော့ဒါ real မဟုတ်ဘူးเนาะ real ဆိုရင်ဒီမှာလူရှိမယ်နောက်မှာ background ဒါကမှန်တယ်ပြင်ကြည့်နေဆိုတော့သူ့မှာ background ကမရှိဘူးလေเนาะလူနေရပုံစံဖြစ်နေတာပေါ့အော်ကျွန်တော် size ကြည့်လိုက်မယ် remove background လေးကိုချက်နေကြည့်လိုက်မယ်သူကဘယ်လိုတတ်မှတ်ပေးလဲဆိုတော့နှိပ်လိုက်တဲ့ခါကျရင်သူကမှန်တဲ့လူတွေသူကလူလို့တတ်မှတ်ပေးတယ်သူတတ်မှတ်ပေးရအောင်ပြောเนาะအော်သူကလူနေရကိုတတ်မှတ်ပေးတယ်နောက်ကကျန်တာလို့သူက background ကိုတတ်မှတ်ပေးတယ်သူတတ်မှတ်ပေးရအောင်ပြောကျွန်တော်အကြမ်းမလုပ်ရသေးဘူးเนาะအော်ကျွန်တော်ကအဲ့ဒီဘက်လူမှာဆိုရင်လည်းလေးထားလိုက်ပါလူနှစ်ယောက်ပဲထားလိုက်ပါဒီဘက်လူမှာဆိုလက်တွေမပေါ်ဘူးအဲ့ဒါဆိုပေါ်ခြင်းဘယ်လိုလုပ်လဲဆိုတော့ဒီဘက်ကဒီ corner လေးကိုပေါ်ခြင်းတဲ့ဘက်က corner လေးကိုနှိပ်မယ်တပယ်အိုးလေးပေါ်တဲ့ခါမှာကိုဖြည်းဖြည်းလေးဖိပြီးတော့ဆွဲနည်းနည်းလေးတော့စိတ်ရှိရတယ်ဖြည်းဖြည်းလေးဖိပြီးဆွဲအဲ့တော့ကျွန်တော်ဘာလေးပါပေါ်လာဆိုမှန်နေပါပေါ်လာအဲ့သူအဖြူပြရနေတာကျွန်တော်တို့ပေါ်ပေးရနေတာပုံကြံနေမဲ့နေရပါဒီဘက်ကပန်းအောင်ခဲအောင်ပြောမှာခဲအောင်ပြရနေရတော့အဲ့ဒါကျွန်တော် background ကိုတတ်မှတ်ပြီးတော့သူ remove လုပ်မယ်နေရအဲ့တော့ကိုကထပ်ပြီးတော့ထက်ကျင်တယ်ကိုကနည်းနည်းလေးမဟုတ်ဘူးဒီဘက်ထပ်လို့ကျင်တယ်ဆိုရင်တော့ဒီဘက် corner လေးကိုထောက်မယ်ပြီးရင်ဟိုဘက်လည်းဆက်ဆွဲမယ်ပြီးရင်ကျွန်တော်ဒီဘက် corner လေးကိုထောက်မယ်နည်းနည်းဒီဘက်ဆက်ဆွဲမယ်လိုချင်ပြောတာနော်ကိုကထပ်ပြီးတော့အကျက်လုပ်ချင်ပြောတာအော်ကိုကလုံးဝမလုပ်တော့ဘူးဆိုရင်တော့ဒီဘက်ကမြန်မာမှာသွားပြီးတော့ keep change ဆိုရဲပေါ်တော့ button လေးကိုနှိပ်လို့ရသလိုဘေးနားမှာကချလိုက်တယ်ရဒီပုံမှာ keep change ဆိုတာဒီ button လေးပေါ်တယ်နှိပ်လို့ရသလိုဒီဘက်ဘေးနားမှာကချလိုက်ရအော်ကျွန်တော်က background ကိုသူတက်မှတ်ပေးထားတယ်ခရမ်းရောင်ကိုဖျောက်လိုက်ရလားအစော slide လေးပြန်သွားလိုက်မယ်နော်ဒီမှာ background ကိုကျန်တာဆိုအစော slide လေးဒီမှာကျွန်တော်ဓာတ်ပုံလေးပေါ်ကချမယ်ပြီး format လေးပြန်သွားလိုက်မယ်နောက်တစ်ခုကကြာပါလဲဆို correction လို့ပြောတယ် correction ကကျွန်တော်ကလေcorrection နဲ့ color နဲ့ကဘာမျိုးဘယ်လိုနေရာမှာသုံးလဲဆိုတော့လေဒီနှစ်ခုကဒီ correction နဲ့ဒီ color နဲ့ကဘယ်လိုနေရာမှာသုံးလဲဆိုတော့အဲ့နှစ်ခုကိုပေါင်းလိုက်ရင်လေ
ခဲကြီးပုံတွေလုပ်တဲ့နေရာမှာသုံးတယ်ဓာတ်ပုံတစ်ပုံကိုကျွန်တော်ထည့်လိုက်တယ်ပြီးရင်ခဲကြီးပုံတွေပြန်ပြီးတော့ print ထုတ်ခြင်းတယ်ခဲကြီးပုံ print ထုတ်ခြင်းတယ်ကျွန်တော်လူပုံနဲ့ကျွန်တော်ပုံရိုက်လိုက်တာပဲကျွန်တော်ထည့်လိုက်တယ်ပြီးတော့ကျွန်တော်ပုံခဲကြီးပုံနဲ့ခဲရနဲ့ရေးထားတဲ့ပုံစံခဲရနဲ့ဆွဲထားတဲ့ပုံစံ print ထုတ်ခြင်းအဲ့နှစ်ခုကိုပေါင်းပြီးသုံးတယ်ဒီဘက်က correction နဲ့ဒီဘက်က color နဲ့ပေါင်းထုတ်လိုက်တဲ့အခါကျရင်လေကျွန်တော်ပုံစံလုံးဝခဲကြီးပုံဖြစ်သွားခဲရနဲ့ဆွဲထားတဲ့ပုံမျိုးဖြစ်သွားဟောဒီမှာဆိုရင်တော့ correction ထဲမှာနည်းနည်းလေးမတူတဲ့ပုံစံလေးကိုရွေးလိုက်တာပေါ့ဒီဘက် brightness တွေကိုကျွန်တော် short ချလိုက်တယ်ဟောတအားယူ brightness တွေရော့သွားတဲ့အခါမှာဒီ brightness တွေလူပုံစံဆိုပိုသိရနော်ဟော brightness တွေတအားရော့သွားတယ် color တွေအရောင်တအားမှိန်သွားတဲ့အခါမှာဒီဘက်မှာ color မှာသွားပြီးတော့သူကခဲချစ်ပုံစံရွေးလိုက်တယ်ဟိုခဲရောင်ပုံစံရွေးလိုက်တယ်အဲ့ဒါဆိုမသိဘူးဆိုရင်ကျွန်တော်ကဒါခဲရနဲ့ပုံစံဆွဲနေတယ်ဒါမှမဟုတ် same နဲ့ဆွဲနေတယ်ဖြစ်တော့ color လုံးဝမပါတော့အဲ့လိုနေရာမှာသုံးတယ် color နဲ့ correction မှာနော်ကျွန်တော်ဒီမှာ PowerPoint မှာ slide show လုပ်မယ်ဆိုရင်တော့အသုံးတဲ့မယ်ထင်တော့သုံးပေါ့ကိုကအသုံးတဲ့မယ်ထင်မယ်ကိုလုပ်ငန်းနဲ့ပို့ပြီးတော့အသုံးတဲ့မယ်ထင်တော့သုံးပြီးရင်ကျွန်တော်ဒီဘက် picture style ကျွန်တော်အရင်က text တွေ shape တွေမှာတွေ့ခဲ့ရတယ်ဗာလဲဆိုတော့ shape style တွေ text style အတူတူပဲဒီမှာတော့ပါဝင်လာဆိုတော့ picture style ဆိုပြီးတော့ဝင်လာတယ်ဟုတ်တယ်နော်ကျွန်တော်သွားကြည့်လိုက်မယ် picture style ကိုကျွန်တော် button လေးကို download လုပ်နှိပ်ကြည့်လိုက်မယ်အများကြီးပေါ်လာကိုလိုချင်တဲ့ picture effect တွေထည့်လို့ရတယ်ကိုလိုချင်တဲ့ picture effect တွေထည့်လို့ရတယ်ဟုတ်တယ်နော်ကိုဘာလို့ပုံစံလေးတစ်ခုပြောင်းပြလိုက်ကိုလိုချင်တဲ့ effect တွေထည့်လို့ရတယ်ကိုလိုချင်တဲ့ style ကိုထည့်လို့ရတယ်ပြောပါပေါ်ကနေနည်းနည်းပြောအောင်ပါနော်လို့အိမ်နိုင်ကြညင်ကြပါဝဲကအိမ်ထဲကဘောင်းစားစရာမရှိဘူးပါဝဲကတအားဟောဖြစ်တယ်ညင်နေကြတယ်ပါဝဲကြောင့်ရလား style ရအောင်အော် style ရအောင်ဆိုဒီဘက်ကဟာကျွန်တော်သိပြောစရာမလိုတော့ဘူးဘာလဲဆိုတော့ကျွန်တော် border တွေကျွန်တော် exam မှာ sorry ကျွန်တော် shape တွေမှာလည်းတွေ့ခဲ့ပြီကျွန်တော် text တွေမှာလည်းတွေ့ခဲ့ပြီ border color တွေပြောင်းတယ်ဟုတ်ဒီ border ကိုကျွန်တော် color တစ်ခုပြောင်းနေတယ် border ကိုပြောင်းတာနော်ဟုတ်ကျွန်တော်ဒီကအနီလေးရွေးလိုက်မယ်အဲ့ဒါဆိုဘာလုပ်ရလဲဆိုတော့ဒီအဝါဆိုတော့ဒီ border ကြီးကိုကျွန်တော် color ပြောင်းလိုက်တာခုနကကျွန်တော် text တွေမှာလည်းတွေ့ခဲ့ပြီ shape တွေမှာလည်းတွေ့ခဲ့ပြီဒီမှာတွေ့တာမသိဘူး picture border ဆိုပြီးတော့အဲ့ဒါဆိုဒီ picture border frame ပေါ့နော်အယောင် color ပေါ့အောက်တော့ဒီ border တွေကို color ပြောင်းတဲ့ဟာပြီးအောင်မှကျွန်တော်အယောင်တွေကိုဒီ border တွေကိုနည်းနည်းလေးချက်ကျင်တယ်ချုပ်ကျင်တယ်ဆိုတော့အောက်မှာထပ်လုပ်လို့ရတယ်ဟုတ်တယ်နော်ရရနော်ကျွန်တော် shape ဒီမှာသုံးခဲ့ပြီကျွန်တော်ဒီဘက်မှာသုံးခဲ့ပြီtext တွေမှာဆိုပါတယ်မှာ text တွေမှာသုံးခဲ့ပြီဟောဒီဘက်ကဘာလဲဆိုတော့ picture effect ကလည်းခုနကကျွန်တော် shape တွေတက်တွေမှာသုံးခဲ့သလိုပဲဒီဘက်မှာ shadow တွေပါမယ် reflection တွေပါမယ် reflection ကတော့တအားကြီးကိုသုံးလို့မရဘူးဘာလို့လဲဆိုတော့သူ့ပုံကတအားကြီးအကြီးဖြစ်နေပြီreflection ဆိုရင်နောက်တစ်ရက်ကိုကူတော့မဲ့ပုံစံဖြစ်သွားတယ်နော်တကယ်တော့ကျွန်တော် slide show မှာ VPU နဲ့ကြော်သွားတဲ့စာတွေလည်းပါမှာမဟုတ်အဲ့တော့ဗာလဲဆိုတော့ဟို data မိရ presentation test လုပ်တယ်ကျွန်တော်တယောက်က slide တွေလောက်တာ slide လောက်တာဒါပေမဲ့သူ test box ကိုသူကတုံးလိုက်တယ် test box ကဘယ်ရောက်သွားလဲဆိုတော့ဒီကတော့ဆွဲလိုက်တဲ့ test box ကလေဒီ slide ရဲ့အပြင်ဘက်ကိုကြော်နေတယ်ဒီလိုသွားချဲတဲ့ခါမှာတော့ slide ထဲမှာသူဖတ်လို့ရတယ်ဒါပေမဲ့ slide ဆွဲပြတယ်ပြော slide ဆွဲဒီကတော့ဒီ slide ပြည့်စာပဲပြတာလေခုနစာတွေပါမလားဟုတ်တယ်ကျွန်တော်လည်းအိမ်မှာစာရေးနေတယ်ဒီရောက်မှစာရေးမမြင်ရတော့ဘူးလေမဟုတ်ဘူးသူက test box ကဒီရဲ့ slide ရဲ့ area ကိုကြော်သွားပြီအော်ကျွန်တော်အဲ့ဒါမမြင်ရတော့ဘူးလေတကယ် presentation slide show လုပ်တဲ့ခါကျရင်နော်အဲ့ဒါဒီထားဖို့လိုပဲအခုလည်းလိုပဲ reflection ကကျွန်တော်ထည့်လိုက်မယ် slide ကိုကြော်သွားမှာလေမြင်အောင်မဟုတ်တော့ဘူးနော်အဲ့ဒါ reflection မထည့်ဘူးပေါ့ဒီဘက် grow တွေထည့်ခြင်း grow တွေထည့်လို့ရမယ် solid တွေထည့်ခြင်းထည့်လို့ရမယ် vibrate တွေထည့်ခြင်းထည့်လို့ရမယ်ပြီးရင်ကျွန်တော် 3D ဒီဘက်က rotation တွေထည့်ခြင်းထည့်လို့ရမယ်ကျွန်တော်ပုံ 3D rotation လုပ်လို့ရတယ်ကိုကြိုက်လို့လုပ်လို့ရတယ်အဲ့ဒါကျွန်တော်ချက်ဆန်းကြည့်နော် picture style ပြောင်းမယ် picture border တွေထည့်မယ် picture effect တွေထည့်မယ်ပြီးရင်ကျွန်တော် picture layout ဆိုပြီးတော့ကျွန်တော် rotation တွေပြောင်းလာပေါ့ rotation တွေလုပ်တယ်ဒီဘက်မှာဘာတွေဆက်ပြောစရာရှိသေးလဲဆိုတော့ဒီဘက် group မှာကြည့်လိုက်ရင် arrange ဆိုတာထဲမှာကျွန်တော်ပြောစရာမလို rotate လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီဘက်ပေါ်ကတော့ဒီ circle လေးကိုကင်ပြီးကျွန်တော် rotate လုပ်မှာပေါ့ပုံကို rotate လုပ်မယ်ဆိုအဲ့ဒါဟိုကပဲကျွန်တော်ပြောစရာမလိုဒီထဲမှာကျွန်တော် 20 ပြောစရာဆိုလို့ဒီဘက် size ဆိုတာလည်းပြောစရာမလိုတော့ဓာတ်ပုံရဲ့ site တွေကိုပြောင်းနေတယ်ဒီကတော့သွားပြီးတော့ inch နဲ့ကျွေးပြီးဘယ်မလို့လေเนาะကျွန်တော်ဒီကတော့ corner လေးကထောက်ပြီးတော့ကိုရင်လောက်ဆွဲလိုက်မှာပေါ့လိုချင်လို့ချုပ်နိုင်မှာလိုချင်လို့ချက်လိုက်မှာပေါ့เนาะအဲ့မှာဗာပြောစရာရှိတယ်ဆိုတော့အဲ့ crop ဆိုတဲ့ဟာလေးပြောတာအဲ့ crop ဆိုတဲ့ tool လေးကိုကျွန်တော်ဘာမှမြင်ဘူးလေ crop ဆိုတဲ့ tool လေးကိုဖုန်းထဲမှာလည်းပါတယ် crop ပါလေဖုန်းထဲမှာလည်းပါတယ်เนาะဟုတ်တယ်เนาะမြင်ဘူးလေဘာလို့ crop လုပ်လို့ရတယ်ဆိုတော့ခုနအမပြောတဲ့ပုံစံဟို slide ကြတအားကြော်နေဒီအကြီးလားမသိဘူးတအားကြီးကြော်နေအဲ့လိုမျိုးကြရင်ကျွန်တော်မလိုတာ crop လုပ်ပြလို့ရတယ်ကျွန်တော်တို့ example ပုံမှာပြမလဲဆိုတော့လေနည်းနည်းလေးဟိုဟာဖြစ်တဲ့ပုံလေးတစ်ပုံကျွန်တော်ကြည့်လိုက်ဘယ်ဟာလေးကို crop လုပ်လို့ရမလဲတအားကြီးမလိုတာတွေတအားများနေတဲ့နေရာမျိုးတွေ crop လုပ်လို့ရတယ် okay example ဒါကြီးကိုကျွန်တော် crop လုပ်လို့ရဒီပုံဒီဘက်ကပုံ
ဒီဘက်ပုံရေးခဲ့နော်ဆွဲခဲ့နော်နောက်တယ်မှာပါအော်ဒီဘက်ဒီ area မလိုချင်ဘူးဒီ area တွေကျွန်တော်မလိုချင်ဘူး crop လုပ်လို့ရတယ်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကတဲပုံလေးကို selection ပေးရဒီမှာ format လေးကိုကျွန်တော်သွားလိုက်တဲ့ကောင်မှာခုနကျန်တဲ့ view တွေကတော့ခုနကျွန်တော်ပြခဲ့ပြီးတဲ့ဟာတွေပဲနော်အဲဒီ format တွေမှာအကုန်လုံးကပြခဲ့ပြီးခုမှဒီမှာ crop ဆိုတဲ့ button လေးရှိရဲတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်လိုက်တော့ဒီလိုလေးဖြစ်သွားတယ်ဘာလေးပြောင်းသွားတယ်မှာမမြင်လိုက်ဘူးမမြင်လိုက်ပြန်ပြမယ် okay ဘယ်မှာပြလို့ရလဲဆိုတော့နည်းနည်းလေးအဲ့ကောင် crop okay ဒီမှာ crop ပြမယ်ဒီမှာ crop ကပြဒါလေးကိုကျွန်တော်နည်းနည်းချက်လိုက်ဒါလေးကိုနည်းနည်းချက်လိုက်နော်ဒီမှာ crop လုပ်မယ်နော်ဒီမှာလုပ်မယ်နော်ဒါလေးကနည်းနည်းလေးအော်ဒီမှာကျွန်တော် selection ပေးထားရင် format ပေါ်ရဲ့အခါမှာ format ကိုသွားတယ်ပြီးရင်ကျွန်တော် crop ဆိုတဲ့ button လေးကိုတစ်ချက်နှိပ်လိုက်တယ်ဘာတွေပြောင်းသွားလဲအဲ့ပေါင်နေတက်လာဟုတ်တယ်အဲ့ပေါင်လေးတွေကိုကျွန်တော်ဆွဲပြီးတော့ချုပ်လာချက်ရလို့ crop လုပ်လို့ပဲအော်ကျွန်တော်ဆွဲပြီးတော့လုပ်ကြည့်မယ်နော်ကျွန်တော်မလိုတဲ့အပိုင်းတွေကိုကျွန်တော်ဒီဘက်ကတော့မလိုတဲ့အပိုင်းတွေကိုကျွန်တော် crop လုပ်ကြည့်မယ်မလိုဘူးဒီဟာတွေမလိုဘူးအော်ဒါကို crop လုပ်လိုက်တယ်အော်ဒီဘက်ကတော့ကျွန်တော်မလိုတဲ့အပိုင်းတွေဒီပိုင်းတွေကိုကျွန်တော်မလိုချင် crop လုပ်တယ်အပေါ်ကတော့ကျွန်တော်နည်းနည်းလေးမလိုချင်တဲ့ပိုင်းတွေကိုနည်းနည်းလေးဆွဲပြီးတော့ချုပ်လိုက်မယ် crop လုပ်တယ်အောက်မှာတော့ချုပ်ညာမရှိတော့ဘူးနော်ပြီးရင်ကျွန်တော် crop ပြီးသွားပြီဆိုရင်ဘေးနားမှာကာလေးချက်ချလိုက်ဒါပဲအော်ခုနကကျွန်တော်မလိုတဲ့ပိုင်းတွေမပါတော့ crop လုပ်လိုက်ပြီစမ်းကြမရပြန်ပြ